ဟုတ်ကဲ့မင်္ဂလာပါရှင်ဒါကတော့ကျမရဲ့ဘဲဦးချက်တဲ့ဘလော့လေးပဲဖြစ်ပါရှင်ဒါပေမဲ့ချက်တာမတွေ့ရဘဲနဲ့တက်ရှင်းလောက်တာလေးပဲတွေ့ရမှာပဲဖြစ်ပါရှင်အမှန်လည်းကျမရဲ့ရှုပ်ပွားနေဖြစ်တောက်တာကိုစပြီးတက်ရှင်းလောက်ပါပြီအာနဗီနာကိုတယောက်ကမေးနေရဟင်းချက်တဲ့ဘလော့လားတက်ရှင်းလောက်တဲ့ဘလော့လားဆိုတော့နှစ်ခုစလုံးကိုပြန်ဖြေလိုက်ပါရှင်ကင်မရာမန်1 2 3ဆိုတဲ့အတန်နေမဆိုတဲ့အတန်နေချဆိုတဲ့အတန်ရောက်ပြီဆိုတဲ့အတန်တွေပါလာတာပေါ့နော်အမှန်တော့ကျမဘလော့လည်းတခါမရိုက်ဘူးပြီးတော့ဗီဒီယို edit လည်းတခါမှမလုပ်ဘူးရဲ့ခါမှာစပြီးတက်တဲ့ခါမှာဘလို့အဲ့ဒီအတန်တွေဘလို့ဖြောင်းမလဲဆိုတော့မသိဘဲနဲ့ပါလာတာပေါ့နော်လဲဦးကတော့နှလုံးထဲပါဒါပေမဲ့တရားရဲစားမှာဆိုနှလုံးထဲနဲ့လိုက်ပါတယ်ဘဲဦးကပြုတ်ထားနေမှာတခါလေးချက်ပြီးသားဖြစ်သွားတယ်ပေါ့နော်။မနက်ကျမချက်နေတဲ့အချိန်မှာကင်မရာမန်ရငါစသွားတင်အောင်မယ်ဆိုရှေ့ထွက်သွားတဲ့ချက်တဲ့ဗီဒီယိုတွေပါလာတာပေါ့နော်။စောင့်ကြည့်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။